FIFA World Cup 2026မှာမျက်ခြေမပြတ်စောင့်ကြည့်ရမယ်ပါစတာများနဲ့မျိုးဆက်သစ်ဘုရင်များFIFA World Cup 2026မှာနိုင်ငံအသင်းတွေအပြင်တဦးချင်းခြေစမ်းပြပြီး Golden Ball လူကြမယ်ကစားသမားတွေကလည်းအများကြီးပါဒီတစ်ခါကမ္ဘာဖလားရဲ့အဓိကစောင့်ကြည့်ရမယ့် star တွေကို category 3ခုနဲ့ခွဲပြီးကြည့်လိုက်ရအောင် The Last Stand ကဏ္ဍဝင်နှစ်ပါးရဲ့စပိန်ကသူတို့နှစ်ယောက်လုံးအတွက်နောက်ဆုံးကမ္ဘာဖလားဖြစ်လာမှာမို့လို့ပွဲတိုင်းဟာတမိုင်းဝင်ပွဲတွေကြီးပါပဲလီယိုနယ်မက်ဆီလက်ရှိချန်ပီယံဆုကိုကာကွယ်ဖို့နဲ့ Igrit တပါးရဲ့နောက်ဆုံးမော်ဆန်တဲ့ဖန်တီးမှုကိုမြင်တွေ့ရမယ်ခရစ္စတီယာနိုရိုနယ်ဒိုသူ့ရဲ့6ကြိမ်မြောက်ကမ္ဘာဖလားမှာပေါ်တူဂီအသင်းကိုတမိုင်းဝင်ဖလားရအောင်ဆွဲတင်ပြီးပြည့်စုံတဲ့စသိမ်းမျိုးလုပ်ပြနိုင်မလားThe Prime Kings လက်ရှိကမ္ဘာအကောင်ဆုံး superstar များဒီနေ့ခေတ်ရဲ့အတောက်ပဆုံးနဲ့အသင်းကိုဖလားရအောင်ထမ်းတင်ပေးနိုင်တဲ့ဩဇာအရှိဆုံးသူတွေပါ။ Kylian Mbappe Real Madrid ကိုပြောင်းရွှေ့ပြီးနောက်အားရင်အပြည့်နဲ့ France ကိုဒုတိယအကြိမ်ကမ္ဘာဖလားရအောင်ယူပေးဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။ Vinicius Junior Samba တို့ရဲ့ကမ္ဘာဖလားအိမ်မက်ကိုပြန်အသက်သွင်းဖို့ Brazil ရဲ့တိုက်စစ်ဦးဆောင်အတောင်ပံကစားသမားကြီးအဖြစ်ခြေစွမ်းပြသရတော့မှာပါ။ Jude Bellinghamအင်္ဂလန်ရဲ့ကွင်းလေနှလုံးသက်ဖို့ဖြစ်ပြီးပွဲကိုအချိန်မီပြောင်းလဲပြနိုင်တဲ့လက်နက်ဆန်းကြီးပါ။ Erling Haaland ဒါဟာသူ့အတွက်သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြီးနော်ဝေအသင်းနဲ့အတူတွင်းကိုမိုးရွာအောင်ဘယ်လိုလုပ်ပြမလဲဆိုတာရှင်းခုံစရာပါ။ The New Kings မျိုးဆက်သစ်ဘုရင်များဒီပြိုင်ပွဲမှာအကောင်းဆုံးလူငယ်ကစားသမားစုနဲ့အတူကဘာကြီးကိုလှုပ်ခတ်မဲ့ကျယ်ဝန်းအသစ်တွေပါလက်မိုင်းရမန်အသက်ငယ်သေးပေမဲ့ယူရိုပြိုင်ပွဲတုန်းကလိုပဲစပိန်ရဲ့တိုက်စစ်ကိုဘလို့မျက်လှည့်ပြဥဆောင်မလဲဆိုတာတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတာပါမိုက်ကယ်အိုလီဆေဘိုင်ယန်မြူးနစ်မှာရာသီအလိုက်အကောင်းဆုံးခြေစမ်းပြခဲ့ပြီးပြင်သစ်ရဲ့တိုက်စစ်မှာအနေအရှိဆုံးခြေဝဲပိုက်ရှင်ပါအန်ဒရစ်ပီလီရဲ့ခြေရာကိုနင်းဖို့ကြိုးစားမယ်ဘရာဇီးရဲ့အနာဂတ်ရွှေမင်းသားလေးပဲဖြစ်ပါတယ်ဂျွန်17ရက်နေ့မှာစမယ်အဖွင့်ပွဲမက္ကဆီကိုနဲ့ဆောက်အာဖရိကကနေစပြီးတစ်လလုံးယူခါကြတော့မယ် FIFA World Cup 2026မှာဘယ်နိုင်ငံကရွှေဖလားကြီးကိုအိမ်အပြန်တင်သွားမလဲလီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ပဲအလှဆုံးနှုတ်ဆက်မလားဒါမှမဟုတ်ကိုင်လီယန်မက်ပီလမိုင်းယာမဲတို့ခစ်ဖြစ်သွားမလားအတူတူရင်ခုန်စွာနဲ့အားပိတ်လိုက်ရအောင်